群人，一条路，坚持一直走下去，在一起不容易，享受更加了不起。 ယနေ့ခေတ်လိုလင်းမြန်စွာပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာနိုင်ငံတကာသတင်းစုံကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့အတွက်ဘာသာပြန်အနေနဲ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ NPS TV Channel လေးကိုတွားရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်။ဒီတော့ YouTube search bar မှာလည်း NPS TV Channel ဆိုပြီးရိုင်းနဲ့ရှာပြီးအခုပဲ subscribe လုပ်ထားလိုက်ကြပါ။ Human လုံးကြီးမင်းအတွက်တရားမျှတမှုရပါစေ။ဒါကကမ္ဘာတဝန်းကတမာတိရှိတဲ့လူတွေရဲ့အော်တန်ပါ။အခုတော့တကယ်တရားခံတွေရဲ့အရေးအယောင်တွေစပေါ်လာပါပြီ။ တရုတ်ခေါင်းဆောင်ကြီးတွေဟာဒီအဖြစ်အပျက်ကိုဖုံးကွယ်ဖို့အတော်လေးစူးစမ်းနေကြပါတယ်။ဒီလိုမျိုးဖြူစင်ပြီးကျင်နာတက်တဲ့လူငယ်တစ်ယောက်ကကမ္ဘာတဝန်းကလူတန်းပေါင်းများစွာရဲ့ရင်ဘတ်ကိုလှုပ်ခတ်သွားစေလိမ့်မယ်လို့အာဏာပိုင်တွေကလုံးဝမထင်ခဲ့ပါဘူး။သူရဲ့ဝမ်းနဲ့ပွဲရအဖြစ်အပျက်ဟာလူလူစူးစီးရနေရဖြစ်လာပြီးတရားမျှတမှုနဲ့တာဝန်ခံမှုအသစ်ကိုတောင်းဆိုလာဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။မကြသေးခင်ကစံစာမမိတဲ့ဗီဒီယိုအတိုလေးနှစ်ခုပြည်ပကိုပြန့်နှံ့သွားခဲ့ပါတယ်။တစ်ခုမှလူအုပ်စုက human လုံးကိုဆဲဆူရိုက်နှက်နေတာကြားပြီးနောက်တစ်ခုကတော့သူတို့ရဲ့ရက်စက်တဲ့နှိပ်စက်မှုတွေကြားရပါတယ်။သူရဲ့အော်ဟစ်တန်တွေကိုနားထောင်မိတဲ့သူတိုင်းကလည်းတုန်လှုပ်စေပါတယ်။ဒီဒေါသအမျက်တွေဟာမပြောက်ကွယ်သွားသေးပါဘူး။တရုတ်အစိုးရဟာတမိုင်းမှာအပြင်းထန်ဆုံးအင်တာနက်ပိတ်ဆို့မှုတွေကတစ်ခုကိုစတင်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့လူလူကဒီအမှုအပေါ်ကြီးမားတဲ့စိတ်ဝင်စားမှုကိုပြသနေပါတယ်။ human လုံးရဲ့အဖြစ်အပျက်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေ post တွေဟာကြည့်ရှုမှု view တန်ပေါင်း20ဘီလီယံနီးပါးအထိရောက်ခဲ့ပါပြီ။ဒီလို PR တွေရှိနေရတဲ့နဲ့အစိုးရကဒီအဖြစ်အပျက်ကိုဖျောက်ဖျက်ဖို့ကြိုးစားနေပါတယ်။ဒါဟာဘာကြောင့်ပါလဲ။အကြောင်းကတော့တိုက်ခိုက်သူတွေကြားထဲကတချို့ဟာအာဏာအရှိဆုံးအဆင့်တွေနဲ့ပတ်သက်မှုရှိတယ်လို့ယူဆရလို့ပါ။တချို့ဆိုရင်နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီဝင်တွေရဲ့ဆွေမျိုးရင်းချာတွေတောင်ဖြစ်နိုင်ပါတယ်။ဒီလိုမျိုးဖိနှိပ်မှုကြီးကြီးမားမားလုပ်တာကိုဒီအချက်တစ်ခုတည်းကရှင်းပြနိုင်ပါတယ်။တပတ်ကျော်ကြာအောင်တန်တရားကရှင်းချီလို့ခေါ်တဲ့ driver တဦးစီမှာပဲရှိနေခဲ့တာပါ။သူကချိုင်ချီလို့ခေါ်တဲ့အစမြင့်အရာရှိတဦးနဲ့ဆက်ဆက်နေတယ်ဆိုတဲ့ကောလာဟာလာတွေလည်းထွက်ခဲ့ပါတယ်။ဒါပေမဲ့အချက်လက်အသစ်တွေအမှန်တရားကတခြားနေရာမှာရှိနေတယ်လို့သိရပါတယ်။တကယ်တရားခံကမျိုးနာမည်ချိုင်အတူတူပဲဖြစ်တဲ့နောက်ထပ်တစ်ယောက်ပါ။သူတပုံကိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်ချိုင်ချီရဲ့ဘေးမှာရှင်းကြည့်တဲ့အခါအတော်လေးစင်တူတာကိုတွေ့ရပါတယ်။ပိုပြီးစုံစမ်းကြည့်တော့ဒီချိုင်ရဲ့ကိုရဲ့အချက်လက်အထူးသဖြင့်သူမိဘတွေအကြောင်းလုံးဝနေပါမရှိအောင်တွေ့ရပါတယ်။ဒီလိုတိတ်ဆိတ်နေတာကအများကြီးအထိပ္ပယ်တက်ရောက်ပါတယ်။သူက1996ခုနှစ်ကဖူကျန်ပြည်နယ်ဖူကျိုးမြို့မှာမွေးဖွားခဲ့တာပါ။သူ့ဘဝမှတ်တမ်းမှာဝန်ထမ်းမိသားစုကဆင်းသက်သူလို့ပဲရေးသားထားပါတယ်။ဒါပေမဲ့1996ခုနှစ်တုန်းကချိုင်ချီဟာဖူကျန်ပြည်နယ်ရုံးမှာအစင်းမြင့်ရာထူးနဲ့အမှုထမ်းနေပါပြီ။လက္ခဏာ3ခုတိုက်ဆိုင်နေပါတယ်။သူတို့ရဲ့မျက်နှာစင်တူမှုမွေးဖွားရနေရတဲ့မျိုးရိုးနာမည်တို့ဖြစ်ပါတယ်။တရုတ်ပြည်မှာအိမ်အောင်ပြင်ပကမွေးတဲ့ကလေးတွေတောင်ဖခင်ရဲ့မျိုးရိုးနာမည်ကိုယူလေရှိပါတယ်။ဒီအချက်တွေအားလုံးကနီးစပ်တဲ့ဆက်ဆံရေးကိုဖော်ပြနေတာပါ။နောက်ထပ်လက္ခဏာတစ်ခုကတော့သူ့ရဲ့မူလနာမည်ရင်းဂျွန်းဖြစ်ပြီးအတိတ်ပဲကတော့နိုင်ငံရေးနဲ့စစ်ရေးပါ။ဒီလိုနာမည်မျိုးကဖခင်ရဲ့ယာရုကြီးသူဖြစ်ကြောင်းအရင်ကပြသနေတာပါ။ချိုင်ချီရဲ့လူကြီးများတဲ့သားချိုင်ကျင်းဟာအစိုးရရဲ့ယာရုကြီးတစ်ခုမှအမှုထမ်းနေပြီးသားပါ။ဒါကြောင့်ဒီလူငယ်ချိုင်ဟာဇနီးမယားမဟုတ်သူကနေမွေးဖွားလာသူဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ဒီအချက်ကသူ့ရဲ့မှတ်တမ်းတွေကိုဘာလို့ပြေဝထားလဲဆိုတာသိတာစီပါတယ်။သူ့ရဲ့အသက်မွေးဝမ်းကြောင်းကလည်းမေးခွန်းထုတ်စရာပါ။2019ခုနှစ်မှာကျောင်းပြီးချင်းနာမည်ကြီး TV ဒရမာကြီးတစ်ခုမှာခေါင်းဆောင်မင်းသားနေရာချက်ချင်းရခဲ့ပါတယ်။ဆက်စားချင်းမှာပဲနာမည်ကြီးတရုတ်ဆောင်နေတဲ့အလုပ်လုပ်ခဲ့ရပါတယ်။တရုတ်ပြည်ရဲ့ဖျော်ဖြေရေးလုပ်ငန်းမှာအင်အားကြီးတဲ့နောက်ခံမှာပါပဲဒီလိုမျိုးဆိုတာ